မင်္ဂလာပါဒီတကားမှမရောက်ဘူးတဲ့အခါဆိုတဲ့နေရာလေးကိုရောက်ခဲ့ပါတယ်တကယ်ချင်းတွေကိုရှင်းချင်ပါတယ်ကြည့်ပေးပါဟိုသုံးဆွဲဆိုင်လေးမှာစားပါမယ်ဒီကြောင်လေးရောင်းကြောင်လေးပေါ့နော်ကာဝစုံလေးနဲ့ပါတောင်းတန်းလေးရန်လာပါတယ်ဒီဘက်ကဒီညီမလေးတွေကသူမြောက်ဖူးတဲ့နေရာကိုခေါ်သွားပြီးခဲ့ကြတာပါဒါတကယ်ကိုထူးထူးဆန်းဆန်းဒါကိုအဲ့ခံတဲ့ညီမလေးတွေပါဒါဘလို့ရင်းလို့ပြောရမလဲအခါယူရဟင်းစီအခါယူရဟင်းငါးပေါင်းအစီကင်းနေပါဗျာအဲ့အစီကင်းငါးပေါင်းရဲ့အာလူမဒါပင်းဦးမကြီးဟင်းရင်ရောင်းကြောဒါဝတ်တောက်စင်းရှယ်ပဲစီမပါဘူးကဲဒါမျိုးလေးနဲ့အခက်ပါလေဟိုဘက်ကလည်းတောင်တန်းလေးနဲ့ရမ်းကိုလိုက်တောင်တန်းကြီးနဲ့လေမောင်တဲ့မှာစိတ်ကြည့်ရတယ်စားတယ်လေဒီကအစားပါအကုန်စားတယ်ပြီးတော့အစားလည်းကြိုက်တယ်အဲ့ဒါတော့နေနေရတယ်အင်ဂျက်ကြော်ရဲအဲ့ဒီလိုမှအင်ဂျက်ကိုကျွေးနေကြော်မဲဆိုတာတကယ်ကိုအစ်စ်အင်ဂျက်မဲအယူဒီမဲတယ်အယိုးဒီမဲတာအိုးတကယ်ကိုကြက်မဲဒီဇန်နဲ့ကောင်ကော်ဖီဆိုင်နေတဲ့ဒါဆိုလဲကော်ဖီဆိုင်ကိုခွက်လေးတွေကိုရောင်းစုံလုပ်ထားပေးတာကော်ဖီဆိုင်ခုလိုမျိုးတီးရဲ့အခါဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေရောတီးကိုဒီနေရာလေးကိုရောက်ရှိအောင်ပို့ပေးတဲ့ညီမလေးတွေကကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ